နာဆင်သူများအားလုံးပဲမင်္ဂလာပါရှင် Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးချင်တာလေးကတော့ဆရာခက်စောရေးသားထားတဲ့ရဲကိုကိုပျောက်ဆုံးခြင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်ဒီဝတ္ထုတိုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားခဲ့ဖို့မေတ္တာရပ်ခံပါရစေရှင်အသစ်တင်နိုင်သိရှိနိုင်ဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်ရဲကိုကိုပျောက်ဆုံးခြင်းအပြိုပေါ်ဝင်စားလှသူစားရဲ့တင်ပစုံဝိုင်းဝိုင်းကြီးနောက်တက်မှာမာနူးကအသေးချဒူးထောက်ပြီးစူးစိုက်ကြည့်လိုက်တယ်။ရှေ့လက်ပြင်ကိုမမြင်ရရှေ့ကြောကိုင်းကိုမမြင်ရဘဲပေါင်တန်နဲ့ညာပေါင်တန်ဆုံရတဲ့မှာအင်္ဂါဇက်ကရှိနေမနေကိုမာနူးကလက်ထွာဖြင့်အဖြောင်တိုင်းဆွဲကြည့်ပြန်တယ်။အဲဒီနောက်လှသူစားရဲ့ဘဲညာပေါင်တန်ရင်းနှစ်ဖက်ကိုမာနူးကအသာဖြင့်ညှစ်ကြည့်လိုက်တယ်။အခြေအနေကောင်းရဲ့လား။မာနူးရဲ့နောက်မှာရက်နေတဲ့ကိုတန်ဦးကခတ်တိုးတိုးမေးတယ်။နောက်ပိုင်းကတော့တောင့်နေဗျရှေ့တစ်ချက်ကြည့်ရမယ်မာနူကလှသူစားရဲ့ဝမ်ပိုက်ဆူဆူရှိရလေးကိုလေးဘက်ထောက်သွားကငုံကြည့်ပြန်တယ်ဝမ်ပိုက်အောက်မှာဘဲညာခုနှလုံးစီတန်းနေတဲ့နိုးတိုင်14လုံးမှာညီညာချင်းရှိမရှိမျက်လုံးတစ်ချက်ကစားယုံနဲ့မာနူသိလိုက်တယ်နိုးတိုင်များကဘေးသို့ကားခြင်းအတွင်းသို့ဝင်ခြင်းမရှိပကတိတဲမက်စွာအခြေအနေကိုမြင်ရမှမာနူကခေါင်းကိုမောလိုက်တယ်လှသူစားရဲ့ပိုင်ရှင်ကိုတန်ဦးကနောက်တစ်ချိန်မေးပြန်တယ်ဘလို့လဲမာနူအခြေအနေကောင်းတဲ့အကိုတင်ပစုံလဲညီတယ်နိုးတိုင်လဲညီတယ်ပခုံးဆောက်ရောဘိုက်ပတ်လေရောတင်းတင်းရင်ရင်ပဲဒါနဲ့ तू လေးလပြည့်ပြီလားအေးပြီးခဲ့တဲ့တစ်ပတ်ကပဲလေးလပြည့်တယ်ကွာအဖြူစင်းတာတို့တွေးကြတာတို့ရောရှိလားမာနူကအတွေ့အကြုံရှိအမှုစစ်တယောက်ရဲ့လေတံမျိုးမရှိပါဘူးကွာလှသူစားကကြမ်းမာပါတယ်ကွာမာနူကခေါင်းကိုဖြည်းဖြည်းညှိကလှသူစားကိုတစ်ချက်ကြည့်လိုက်ပြီးကဲဒါဆိုပွဲဖြစ်ပြီမှညနေကျွန်တော်ရဲကိုခေါ်ပြီးလာခဲ့မယ်ကိုတန်ဦးသွားဖြဲသားနဲ့ခေါင်းငိမ့်ပြလိုက်တယ်မာနူအဗီဆူစာရန်ပါတဲ့အဝါရောင်စပုတ်ရှက်ကိုကော်လန်ထောင်ထားတယ်သူ့ခြေတန်းထိုက်ရှိနေတဲ့ချင်းမောင်းဘီကိုကီတိုဖနက်တစိမ့်ပေါ်အောင်ခောက်တင်လျက်ရှေ့ထွက်နေတဲ့ရှေ့စပင်းနှချောင်းကနေကမျက်မှန်ရဲ့ဖဲဘက်မှာဝဲကြနေတယ်အသားနက်နက်ပေါ်မှာ Fair and Lovely Cream ကိုမညီမညာလိမ့်လာတဲ့အတွက်တချို့နေရာများကဖြူတကွက်မဲတကွက်ဘာပဲဖြစ်ဖြစ်ပန်းချံနဲ့ရက်ကွက်မှာတော့မာနူးကအီမိုပဲအီမိုစတိုင်းဆိုမာနူးနဲ့တွဲလျက်သိကြပြီးသားနောက်ထပ်မာနူးနဲ့အတူတွဲသိတာကရဲကိုကိုအခုလေအီမိုစတိုင်းအပြည့်မာနူးနောက်မှာရဲကိုကိုကကြိုးတန်းလန်းနဲ့ထန်အပြည့်မှန်အပြည့်နဲ့ရက်ကွက်ပတ်ချလေရှိုးပြီးလိုက်လာတယ်ဆိုရရင်တော့ရဲကိုကိုကဒီရက်ကွက်တင်မဟုတ်ပါဟိုးရွာဘက်ပိုင်းတွေအထိပါနှမ်းမီကျော်အထူးသဖြင့်မျိုးဝမ်းမပိုင်ရှင်များပါဇက်ဖျားမှာရဲကိုကိုမှရဲကိုကိုနဲ့စီးတင်လျင်တစ်ချိန်တည်းအမခံတဲ့မျိုးအောင်နဲ့ပေါက်ရက်စီတဲ့အင်္ဂါဆုံးတဲ့စသဖြင့်နောက်ရဲကိုကိုမျိုးရိုးကရုရှားရအစ်စ်ဖိုက်တာအစ်စ်မျိုးဒီတော့တခြားဝတ်သိုးတွေလိုမျိုးဝမ်းမနဲ့တွေ့ရင်အီစီကလေးမရှိတန်းမြင်တန်းခွအမြဲတမ်းတက်ကြွနမီကိုပင်တစ်ခေတ်တစ်ခါကနမီကျော်ဖိုက်တယ်မင်းသားရဲ့နမီပေးထားတာမဟုတ်လားထို့သောနမီကျော်ရဲကိုကိုပိုင်ဆိုင်ထားတဲ့ဦးမရန်ကလည်းခက်ချေချေပဲရဲကိုကိုနဲ့ဇီးတင်ချင်းလင်းရက်ချင်းကြိုယူကြကြိုယူယုံနဲ့လည်းမပြီးဦးမရန်သားမာနူးကမျိုးဝမ်းမကိုမျိုးအောင်နိုင်ကြီးရှိမရှိဝတ်တွေ့စစ်ဆေးသေးတယ်ငယ်စဉ်ကလေးကဦးမရန်ရဲ့ဝတ်သိုးပညာများကိုသင်ကြားပေးထားတဲ့အတွက်မာနူးကလည်းဒါမျိုးဆိုပါရမီပါတယ်ကဲအခုတော့မာနူးနဲ့ရဲကိုကိုချီလေတဲ့ချီလေပြီးအညာသားကိုတန်ဦးရဲ့ဝက်ပြိုမာလေးလှသူစားစီတို့ဟာအီမွန်ကျော်မာနူရဲ့ခြေလမ်းတွေတုံငနဲ့ရက်သွားတယ်နောက်ကနေခက်မှန်မှန်လိုက်လာတဲ့ရဲကိုကပင်သူ့ရှေ့ရောက်သွားတယ်သို့တော်လည်းမာနူကလက်ထဲကကျိုးကိုခတ်တင်းနဲ့ဆွဲထားတဲ့အတွက်ရဲကိုကရှေ့ဆက်လို့မရအီမွန်ကျော်နေပါအောင်ဟာစာအုပ်ဆိုင်ထဲမှာမဂ္ဂဇင်းတအုပ်ကိုပိုက်လျက်ထွက်လာတဲ့အီမွန်ကျော်ကမာနူကိုတစ်ချက်ပင်စောင်းခဲ့ကြည့်မသွားမာနူကအီမွန်ကျော်နောက်ကိုပြန်လှည့်ကခတ်သွက်လိုက်တယ်ရဲကိုကယုံတယ်ကျက်ဥများအစာများစားကမောင်းတင်လာတဲ့ရဲကိုကြီးခမလဲရှေ့လင်းကအိမ်မှာမျိုးဝက်မလေးလှသူစားရဲ့အနံ့ကိုရသေးတယ်။မာနူကအီမွန်ကျော်စီရဲကိုကလှသူစားစီသူတို့နှစ်ယောက်ရဲ့အာယုံကိုစီကစန့်ကျင်ဘက်အီမွန်ကျော်ငါ့ကိုမရက်ဆက်ပါနဲ့ဟာငါမှရှစ်တန်းကလေးကနင်းကိုနင်းငါဘယ်နှခါပြောရမလဲဒီလိုပုံစံကြီးနဲ့ငါနောက်မလိုက်ပါနဲ့ဆိုငါရှက်တယ်နင်ဒီလိုပုံနဲ့လိုက်နေသည်ငါ့ကိုဘယ်တော့မှမရဘူးအကောင်ဆုံးရဲ့သွားဒီတော့မှမာနူတုံငနဲ့ရက်သွားတယ်အထက်တန်းကျောင်းသားဘွားကလေးကနေ
အခုထိ9နှစ်တာတစ်ဖက်သက်ချစ်ခဲ့ရပါတော့အီမွန်ကျော်ယောက်ျားလေးများကအုံမွန်ကြီးလို့စားနောက်လျင်ပင်အီမွန်ကျော်ကစိတ်မဆိုးမာနူးကစိတ်ဆိုးပြီးရန်လုပ်တတ်သူက10တန်းချိန်ချိန်ကြပေမဲ့အီမွန်ကျော်ကရွှေပြည်သားကွန်ပျူတာတက္ကသိုလ်ကျောင်းသူပညာတဏအလှပြည့်စုံပါသောအုံမွန်ကြီးတင်ငယ်မှုတို့ကမာနူးရဲ့တကူလုံးတက်လက်လက်ဝါမျိုးသွားတယ်ရဲကူကတော့ညနေလီပီကတဲဆောင်လာတဲ့လှသူစာရဲ့ရနံကိုရလေပိုယုံကန်လေထန်ပြေးမှန်ပြေးနဲ့ထိုညနေကကိုတန်းဦးအိမ်ကိုမာနူးရောက်မလာခဲ့ပါထိုညနေကလှသူစာထံသို့ရဲကုတ်ကိုရောက်မလာခဲ့ပါမာနူးရောရဲကုတ်ကိုပါဦးမရန်ဤအိမ်သို့လည်းပြန်ရောက်မလာခဲ့ပါပန်းချက်နေရက်ွက်လေးစီမှမာနူးရောရဲကုတ်ကိုပါပြောင်းဆုံးသွားခဲ့လေတယ်3ရက်အကြာမြည်သူများပေါ်မလာတဲ့အစုံလွန်ခဲ့တဲ့10နှစ်ကလေးကဝက်ချံပိုင်ရှင်ဦးမရန်တယောက်သားနဲ့ဝတ်သူပြောင်းမှုတိုင်ဖို့ရဲစခန်းကိုပြေးရလေပြီအမလီစာအုပ်အငှားဆိုင်မှာအထွက်အီမွန်ကျော်လက်ထဲကစာအုပ်ပြုတ်ကျသွားသည့်အထိဟဲ့အီမွန်ကျော်ငါပါဟာမာနူးကအီမွန်ကျော်ကိုပြုံးပြလိုက်တယ်ဒီနေ့တော့နေဘေးကနေငါလိုက်လာလို့ရတယ်မဟုတ်လားဒီမှာလေမာနူးကသူ့လက်ထဲမှာဆွဲလာတဲ့ကြိုးလေးကိုထောင်ပြလိုက်တယ်ကျိုးရဲ့အစုံမြေပြင်မှာတော့တယ်လီယာခွေးစုပ်ပွားလေးတစ်ကောင်မာနူးနေပြောက်နေလို့ဆိုဟုတ်တယ်အီမွန်ကျော်အခုမာနူးပြန်လာပြီငါအရင်လိုမာနူးမဟုတ်တော့ဘူးဘာလဲဟာအရင်လိုမာနူးမဟုတ်တော့ဘူးဆိုတာနေပဲအရင်ကငါကဝတ်တိုးကြီးဆွဲပြီးလိုက်လာရင်ရှက်တယ်ဆိုတခြားကောင်လေးတွေကခွေးလှလှလေးတွေဆွဲပြီးကောင်မလေးအိမ်ရှိဖြတ်ကောင်မလေးနောက်လိုက်စကားပြောတာမျိုးကိုသဘောကျတယ်ဆိုအခုငါနေမကြိုက်တဲ့ဝတ်တိုးကြီးမဆွဲတော့ဘူးလေဟာဒီမှာကြည်စမ်းပိုင်စီရဲထွန်းနဲ့နေကြိုက်တဲ့မင်းသားနာမည်ပေးထားတဲ့ငါခွေးစုပ်ပွားလေးဘလောက်ချစ်ဖို့ကောင်းလဲငါအခုနေဘေးကနေလမ်းလျှောက်လိုက်လို့ရပြီမဟုတ်လားမာနူးကစကားအစုံအီမွန်ကျော်ကိုကြည့်ပြီးရှော့ရှော့ဆာဆာပြုံးပြလိုက်တယ်ဒါဆိုရဲကုကူကရောအီမွန်ကျော်ကမေးလိုက်တယ်နေမကြိုက်တဲ့ရဲကုကူကြီးကိုထန်းတပင်ဘက်မှာငါသွားရောက်လိုက်ပြီးအဲ့ဒီကရတဲ့ငွေနဲ့ပိုင်စီရဲထုံးကိုဝယ်လိုက်တာဟဲ့မာနူးရဲ့နင်ကတော့ငါ့ကိုပါအမှုတွဲပြီးစိတ်ညစ်ပါတယ်ဟဲ့အချုပ်ခန်းထဲမှာသားဖြစ်သူကိုဦးမရန်ကစိတ်ပြက်လက်ပြက်ကြည့်လိုက်တယ်လွန်ခဲ့သော10နှစ်မချမ်းပေါ်မျိုးမှရွှေပြည်သားတို့အဖေတစ်ခုသားတစ်ခုဘဝနဲ့ရောက်လာခဲ့ကြတယ်ညံရည်သိမ့်မပြေရှာတဲ့သားကိုပြုစုပြောထောင်ရင်ဝက်မွေးမြူရေးလုပ်ငန်းနဲ့ရပ်တည်ခဲ့တယ်အခုတော့အင်္ဂဝက်တိုးကိုမှခိုးရောက်တာကသားဖြစ်သူတဲ့ရဲစခန်းကလည်းမာနူးကိုဝက်တိုးလက်ခံများနဲ့အတူဖမ်းထားတယ်လောလောဆယ်ခိုးမှုကရဲရေးပိုင်နေတဲ့အတွက်အမှုပိတ်မရစခန်းမှုကနောက်ရက်မှကြည့်စီစဉ်ပေးမယ်တဲ့တတိကံပစ္စည်းရဲကူကြီးကိုတော့စခန်းမှာထိမ့်သိမ်းရန်ခတ်တဲ့အတွက်ဦးမရန်ထံပြန်ထည့်ပေးလိုက်တယ်သားဖြစ်သူမာနူးကတော့ပြန်ပါမလားသားကိုခွေးစုပ်ဖွားလေးဝယ်ပေးပါဟူဆိုတော့ကဦးမရန်ကမာနူးကိုစုခဲ့ပူခဲ့သမျှဦးမရန်ရဲကူဆွဲကရဲစခန်းမှထွက်လာတယ်ဦးလေးဒီမှာဒါပါယူသွားပါအောင်ဦးမရန်လှည့်ကြည့်လိုက်တယ်ကစီကြီးရဲ့လက်ထဲမှာကြိုတန်လန်နဲ့ခွေးစုပ်ဖွားလေးတစ်ကောင်အခုတော့ဦးမရန်ရဲ့အပြန်လမ်းမှာရဲကူနဲ့ပိုင်စီရဲထုံးကတစ်ဖက်စီဝေးပေးလေဒုက္ခပေးတယ်ကောဦးမရန်မှာထို့သို့သာညီးနိုင်ရှာတော့တယ်ခတ်စော2024ဇူလိုင်22အခုဖပြခဲ့တာကတော့ဆရာခတ်စောရေးသားထားတဲ့ရဲကူပျောက်ဆုံးခြင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်တုတ္တရတစာပေများကိုအပတ်စဉ်တင်ဆက်ပေးမှာဖြစ်လို့ Audio Box Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော် Audio Book လေးတွေနားထောင်ရင်ဘဝအမောတွေပြပြောက်ပြီးတာယာတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်